မင်္ဂလာပါရှင်ဒီနေ့ချက်ပေါင်းကြာစံစီချက်လုပ်ပါမယ်နော်ချက်ပေါင်းတဲ့ကိုချက်သားမှုန့်စားချင်းချက်စုံဖြူထည့်ပြီးသေးချစွာနေပါချက်သားစလုံးကိုပေါင်းဦးစကားပေါ်တင်အဝတ်အုပ်ပြီးနိုင်ဝက်အကြာပေါင်းပါမယ်ချက်သားနူးဤပြီးချက်ပေါင်းရည်ထွက်လာရင်ရပါပြီဦးရဲစီထည့်ပြီးစီပူလာရင်ချက်အရေခွန်ထည့်ကြော်ပါမယ်ကျက်အရေကွန်လေးတွေရွှေဝါရောင်တန်းပြီးကျွတ်လာရင်စဲ့ထားပါမယ်။ပကံလုံးတဲ့ကိုကျက်ပေါင်းရည်ထဲပါမယ်။ကျက်အရေကွန်ကြော်ထားတဲ့စီပိုးလည်းရောထဲပါမယ်။ကျက်ပေါင်းစီရပါပြီရှင်။ဦးရဲစီထည့်ပြီးစီပူလာရင်ပါပါလိထားတဲ့ကျက်သွန်ဖြူကိုကြော်ပါမယ်။ရွှေဝါရောင်တန်းလာရင်ကျက်သွန်ဖြူစီချက်ရပါပြီ။စီချက်ခောက်ဆွဲဆော့ဆက်ပါမယ်။ဘဲမြန်ပြားရေးအကြီး 250ml ခရုစီ50ml တကြား25 gram အချိုမုံ10 gram ကြက်သားမုံ15 gram ကိုတေးကြစွာသမအောင်မှွေပြီးမီအေးအေးနဲ့ကဲပါမယ်အနှဲငယ်ဆူလာပြီးဆိုရင် sauce ရပါပြီရေစိမ်ထားတဲ့ဆန်ကြာစံကိုရေနွေးထဲပြုတ်ပါမယ်ကြာစံသားဤလာရင်စကားနဲ့ဆက်ထားပါစီချက်လုံးမဲ့ပကံတဲကိုကြာစံထဲပါကျက်ပေါင်းစီစွန်းကြီးတစ်စွန်းထဲပါကျက်စုံပြူစီချက်စွန်းကြီးတစ်စွန်းထဲပါစီချက်ဆော့စ်ထမင်းစားစုံတစ်စွန်းထဲပြီးတေးကြစွာသမအောင်မှွေပါကျက်ပေါင်းထဲပါကျက်စုံမိတ်နဲ့ကျက်စုံဖြူကျော်ဖြူလိုက်ရင်တော့ကျက်ပေါင်းကြာစံစီချက်ကလေးရပါပြီရှင်အဆုံးထိကြည့်ပေးလို့ကျေးဇူးပါနော်